လူကလျှောက်တယ်ရှင်မင်းကြီးတဲ့ဒီလူတွေဟာအရှင်ကုမာရကတ္တဗကြွလာလို့သွားပြီးတော့ဖူးကြတာတဲ့ရှင်ကုမာရကတ္တဗစီတရားနာသွားကြတာဆိုတော့ဟာဒီလိုဆိုလို့ရှိရင်သွားပြောမြန်မြန်သတင်းပို့ခဏဆိုင်ကြအောင်ပါယာတိဘုရင်ကြီးလည်းပဲရှင်ကုမာရကတ္တဗနဲ့တွေ့ချင်တယ်ဒါကြောင့်မို့ငါလည်းလိုက်မယ်မင်းတို့ငါလာသည်ထိအောင်စောင့်ညဆိုလူတွေကိုဆိုင်းခိုင်းတာသူကဘာပြောလိုက်သေးတယ်ဆိုလို့ရှိရင်ဒီမတိနားမလဲတဲ့လူတွေကိုဟိုကိုယ်တော်ကတမလွန်လောကရှိတယ်ကံရဲ့အကြောင်းတွေကံရှိတယ်ဆိုပြီးတော့ဒါတွေလျှောက်ခေါ်နေမယ်မသိတဲ့ကောင်တွေကယုံနေကြလိမ့်မယ်အဲ့တော့ငါလိုက်တော့မှဖြစ်မယ်သူကစတာကွာအဲ့ဒါလို့စနော်သူကတမလွန်လောကကိုမယုံဘူးသူ့ရဲ့နတ္ထိကဝါဒကဘာလို့ဆိုလို့ရှိရင်နတ္ထိပရောလောကောတမလွန်လောကဆိုတာမရှိဘူးတဲ့နတ္ထိတတ္တဩပပတိကသိပြီးတော့ပြန်မွေးတဲ့တတ္တဝါဆိုတာမရှိဘူးဒီလိုဆိုလို့တာသိရင်ပြီးပြီနောက်ထပ်မွေးကြမလို့တော့အဲ့တော့တမလွန်လောကမရှိရင်နောက်ထပ်ပြန်မွေးတယ်ဆိုတာမရှိဘူးဒါရင်လားလို့ဆိုတော့သူကငြင်းပယ်လိုက်သေးတယ်နတ္ထိသုကတဒုက္ကတာနံကမ္မနံဖလံဝိပါကောတဲ့ဒုက္ကတဆိုတာကုသိုလ်ကောင်းစွာပြုအပ်တဲ့ကုသိုလ်ဒုက္ကတဆိုတာမကောင်းသဖြင့်ပြုအပ်တဲ့အကုသိုလ်ဖလံဝိပါကောဆိုတာအကျိုးရင်းအကျိုးဆက်ဒါလည်းပဲမရှိဘူးသူက recheck လုပ်ထားတာ၃မျိုးပေါ့သူညင်းပယ်တာဘာလို့ဆိုတမလွန်လောကဆိုတာမရှိဘူးတမလွန်လောကမရှိသည့်အတွက်ကြောင့်တတ္တဝါတွေကသေပြီးလည်းပဲနောက်ထပ်ပြန်ဖြစ်မှာမဟုတ်ဘူးကုသိုလ်ကံအကုသိုလ်ကံဆိုတာလည်းမရှိဘူးဒီလိုသူကညင်းဆိုအဲ့ဒါကြောင့်မို့လို့သူကပြောတယ်ရှင်ကုမာရကတ္တဗကတမလွန်လောကရှိတယ်သေပြီးတော့ပြန်ပြီးတော့လူတွေဟာဖြစ်တယ်တမလွန်လောကမှာပြန်ဖြစ်ကြတယ်ကုသိုလ်ကံအကုသိုလ်ကံရှိတယ်လို့ဒီကိုယ်တော်ကဟောနေရင်မသိနားမလဲတဲ့လူတွေအောက်မှတ်ကုန်လိမ့်မယ်ငါလိုက်မှဖြစ်မယ်အဲ့ဒါလို့လမ်းပြောခိုင်းတာကဲသူရောပါသွားတယ်ဆိုတာသူလာတော့ပရိသတ်ကြီးကဆိုင်းနေသူနဲ့အတူပါကြဟိုရောက်တဲ့အခါရှင်ကုမာရကတ္တဗနဲ့တွေ့ဆုံစကားစမြည်ပြောသူ့နောက်ကလိုက်လာတဲ့လူတွေကအားလုံးဟာဒီဘုရားတရားကြီးညိုတဲ့ပုဂ္ဂိုလ်ယဟန်တစ်ပါးကိုကြီးညိုတဲ့ပုဂ္ဂိုလ်ဒီဗုဒ္ဓဘာသာအခုခေတ်စကားနဲ့ပြောရင်ဗုဒ္ဓဘာသာတွေကြီးမဟုတ်ဘူးလူမျိုးစုံလိုက်လာလိုက်လာတဲ့အခါကျတော့ဘုရားတရားယတနာသုံးပါးကိုကြီးညိုပြီးတော့ကိုယ်ဝယ်စိတ်ကတ်တဲ့ပုဂ္ဂိုလ်တွေကတော့ရှ िख ိုးဝှချပြီးတော့တင်းလျောက်ပတ်တဲ့ရမှနေကြဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေကတော့အဲ့ဒီလိုမလုပ်ဘူးသူကတချို့ကလက်ဥချီတယ်လက်ဥချီပြီးထိုင်နေတချို့ကသူဘသူပါဆိုတာအမည်နာမတွေကိုရှောက်ပြီးတော့တနေရာမှာထိုင်တချို့ကတော့သွားပြီးတော့ဘာမှမပြောဘူးပိဋကတ်ထဲမှာရောနှောပြီးတော့ဒီလိုထိုင်နေကြဒီလိုအုပ်စုအမျိုးမျိုးပိဋကတ်ထဲမှာအဲ့ဒီလိုရောက်လာပြီးတော့ထိုင်းနေကြပြီးတဲ့အခါပါယာတိဘုရင်ကြီးကသူကပြောတယ်အရှင်ဘုရားတဲ့ဒီပြီးတော့တမလွန်လောကရှိတယ်ဆိုတာမယုံဘူးတဲ့နတ္ထိပရောလောကောတမလွန်လောကဆိုတာမရှိဘူးနတ္ထိတတ္တဥပပတ္တိကတတ္တဝါတွေသေပြီးနောက်ပြန်မွေးတဲ့ဆိုတဲ့တတ္တဝါမရှိဘူးသေရင်ပြီးတာပဲနတ္ထိတတ္တနတ္ထိသုကတဒုက္ကတာနံကမ္မနံဖလံဝိပါကောကုသိုလ်အကံအကုသိုလ်ကံဆိုတာလည်းမရှိဘူးတဲ့တပည့်တော်ဒါတပည့်တော်ရဲ့ယုံကြည်ချက်ပဲပြောတော့ရှင်ကုမာရကတ္တဗကဒီလိုကံဤအကျိုးနဲ့တမလွန်လောကကိုညှင်းဆိုတဲ့ပုဂ္ဂိုလ်မျိုးကိုအခုကိုယ်တိုင်မြင်ရကြားရတာမကောင်းလိုက်တာပေါ့တမလွန်လောကဆိုတာလည်းရှိတယ်ကံဤအကျိုးကိုရှိတယ်ဆိုတာအမတမထင်ရှားရဲ့တန်နဲ့ဒါတွေကိုညှင်းပယ်တဲ့ပုဂ္ဂိုလ်မျိုးကလည်းရှိသေးတယ်လို့ရှင်ကုမာရကတ္တဗကညီးပြောလေးပြောလိုက်တဲ့အခါသူကအရှင်ဘုရားညီးပြောတဲ့အခါမှာသူနဲ့အဲ့ဒီချိန်ကနေစပြီးဆွေးနွေးပွဲလေးစလာတာသူကမရှိဘူးရှင်ကုမာရကတ္တဗရှိတယ်အဓိကကတမလွန်လောကနဲ့ကံရှိတယ်မရှိဘူးအဲ့တော့ရှင်ကုမာရကတ္တဗကမေးတယ်ပေါ့သူ့ကိုမေးခွန်းတစ်ခုထုတ်ကဲမရှိဘူးဆိုရင်တခါကြီးစဉ်းစားကြည့်
မရှိဘူးဆိုရင်ကောင်းကင်မှာလူတိုင်းတွေ့နေတဲ့လတွေနေတွေဟာဒီလောကကလားဒီကဘာဂျိုကလားဒီကဘာဂျိုဒီလောကကလားနေတဲ့အခါဒီကဘာဂျိုကမဟုတ်ဘူးဖြစ်ပရလောကဖြစ်နေတယ်ပေါ့နော်အဲ့ဒီမှာထိုခေတ်ကယုံကြည်ထားတာရှိတယ်လဆိုတာလည်းပဲလနတ်သားဆိုတာရှိတယ်နေဆိုတဲ့ထဲမှာလည်းပဲဒါဗိမာန်တစ်ခုပဲနေဆိုတာရှိခုခေတ်မှာလည်းပဲဂျိုဒီမှာဂျိုသားရှိတယ်ဆိုတဲ့အယူအဆတွေရှိတာပဲပေါ့တက်ရှိတတ္တဝါရှိနိုင်တယ်ဆိုတဲ့အယူအဆတွေလည်းရှိတာအဲ့တော့တချို့ကလည်းထင်ကောင်းထင်လိမ့်မယ်နေထဲမှာရှိတဲ့နေနတ်သားဘယ်လိုနေမလဲနေဆိုတာအမတ္တမပူတယ်ပေါ့နော်နေဆိုတာအမတ္တမပူတယ်လို့ပြောလို့ရှိရင်သူကနေထဲမှာအပူထဲမှာဖြစ်တာလို့မီးတောင်နဲ့ဖြစ်တဲ့တတ္တဝါကသူ့ဖို့ပါထူးပူတာမှမဟုတ်ပဲနဲ့မြောက်ဝင်ရိုးစွန်းဖြစ်ပြီးတော့ရေခဲထဲမှာအိမ်ဆောက်နေတဲ့လူမရှိဘူးလားအခုခေတ်ကဒီကလူတွေသွားလိုက်လို့ရှိရင်သွေးခဲပြီးတော့သိကုန်မှာပေါ့သူကြတော့ဘာဖြစ်ဘူးလေသူကအဲ့ဒီမှာမွေးတာငရုတ်သီးထဲကြားတဲ့ပိုးကစပ်ပါမလားမစပ်ဘူးငရုတ်သီးပိုးကငရုတ်သီးပဲကြောက်မလဲပေါ့သူမွေးတဲ့နေရာပဲပေါ့အဲ့တော့တတ္တဝါဆိုတာအမတ္တမဆန်းတယ်ရေထဲမှာမွေးတဲ့တတ္တဝါရေပဲကြောက်မလဲကုန်းမော်ကလူကရေဆိုကြောက်တယ်လေသူ့နေရာနဲ့ရေထဲကတတ္တဝါလည်းကုန်းမော်ဆိုရင်ကြောက်တယ်ငါးတွေပါလေဆိုကုန်းမော်ရောက်ရင်ဖလက်နဲ့မတမကြောက်ရှာကြတော့သူတတ္တဝါတွေနဲ့သူဒီလိုရှိတာအဲ့တော့လားတွေနေတွေကိုမြင်တယ်မို့လားအဲ့ဒီလားတွေနေတွေဟာပရလောကလားဒီလောကလားလို့ဆိုဒါတော့ပရလောကလူလားနတ်လားလို့မေးတဲ့အခါကျတော့ဒါလူလို့ပြောလို့ကမရတော့အဲ့ဒါနတ်လို့ပဲပြောလိုက်အဲ့ဒီလိုဥပမာတစ်ခုနဲ့မေးလိုက်တဲ့အခါကျတော့သူ့ရဲ့အဖြေကတမလွန်လောကမရှိဘူးဆိုတဲ့စကားဟာတမလွန်လောကရှိတယ်ဆိုတဲ့အဓိပ္ပာယ်ကြောင့်တမလွန်လောကမရှိဘူးလို့ညင်းတဲ့ပုဂ္ဂိုလ်ဒီကနေ့ခေတ်မှာဆိုလို့ရှိရင်တော့ပြောကြမှာပေါ့ဒီကဘာဂျိုကြီးပြင်အခြားကဘာဂျိုတက်ရှိတတ္တဝါတွေရှိသလားလို့ဆိုတာဒီကနေ့စူးစမ်းလေ့လာနေကြတာလေအဲ့တော့စူးစမ်းလေ့လာတဲ့အခါမှာတက်ရှိတတ္တဝါတွေရှိနိုင်တဲ့နေရာတွေကိုသူတို့စူးစမ်းလေ့လာတဲ့အခါရေတွေ့တယ်လေတွေ့တယ်ဆိုရင်ဒါရှိနိုင်တယ်ဆိုပြီးတော့ဒီလိုဆုံးဖြတ်တာပေါ့တက်ရှိတတ္တဝါတွေနေနိုင်တဲ့နေရာတွေကဘာဂျိုတွေရှိတယ်ဆိုရင်ခုခေတ်မှာတော့အဲ့ဒါစိတ်ကူးနဲ့ရောတဲလွန်စားနဲ့ရောဂျိုသားတွေဆိုပြီးတော့ပုံစံမျိုးမျိုးထုတ်ပြီးရုပ်ရှင်တောင်ရိုက်နေကြပြီနော်အဲ့တော့ဒီကဘာဂျိုမာတွေမကောက်ဘူးတခြားမှာလည်းပဲတတ္တဝါတွေရှိတယ်ဆိုတာကတော့မြင်ရသည်ဖြစ်စေမမြင်ရသည်ဖြစ်စေရှိတယ်ရှိနိုင်တယ်ဆိုတဲ့အနေနဲ့က possibility အနေနဲ့လက်ခံထားကြမြတ်စွာဘုရားအနေနဲ့ကတော့ possibility အနေနဲ့လက်ခံတာမဟုတ်ဘူးမြတ်စွာဘုရားကဒိဗ္ဗစကုနဲ့မြင်ထားတာဖြစ်သောကြောင့်ဖြစ်နိုင်တယ်ရှိနိုင်တယ်လို့ဟောတာမဟုတ်ဘူးဖြစ်တယ်ရှိတယ်ဟောတာရှိတယ်ဆိုတာဘာကြောင့်ရှိတယ်ထိအောင်ကိုမြတ်စွာဘုရားဟောနိုင်တယ်ပေါ့ကဲကောင်းပြီရှင်ကုမာရတပါးကအဲ့ဒီမေခွန်းလေးမေးလိုက်တဲ့အခါကျသူကဘာပြန်ပြောလာလဲလို့အေးတမလွန်လောကအရှင်ဘုရားတဲ့တပည့်တော်တမလွန်လောကမရှိဘူးဆိုတာတပည့်တော်သက်သေပြနိုင်တယ်ရှင်ကုမာရကတပါးသက်သေပြနိုင်လားလို့ဆိုပြနိုင်တယ်တဲ့ဒါဖြင့်ဘာသက်သေပြဘာသိတာစင်ညာလည်းပဲခေတဲ့လူမဟုတ်ဘူး तू ကလည်းပဲလက်တွေ့သမားပဲနော်သိပ္ပံသမားပဲလက်တွေ့စမ်းသပ်တယ် तू ကတောင်လောကရှိတယ်မရှိဘူးဆိုတာကို तू စမ်းသပ်တယ် तू စမ်းသပ်ပုံစမ်းသပ်နည်းကစနစ်တကျစမ်းသပ်တာတော့မဟုတ်ဘူးနော်စနစ်တကျစမ်းသပ်တာတော့မဟုတ်ဘူးဒါပေမဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့တော်တော်သေးချာအောင်လုပ်တဲ့စမ်းသပ်နည်းတွေနဲ့ तू စမ်းသပ်တယ်သူနံပါတ်1သူစမ်းသပ်ပုံတမလွန်လောကမရှိဘူးဆိုတာကိုသူကဘာတွေထောက်ထားပြောတော့ဆိုသူ့ရဲ့ဆွေမျိုးမိတ်တင်ဟတွေအမှန်တမ်းရင်းနှီးတဲ့လူတွေရှိတယ်အဲ့ဒီကောင်တွေကဒုစရိုက်သမားတွေတဲ့အလွန်ဆိုးတဲ့ကောင်တွေတဲ့အရှင်ဗျာဒီဆိုးတယ်သူများတဲ့တတ်တယ်သူများဥစ္စာခိုးတယ်အကုန်ဒုစရိုက်လုပ်ငန်းအကုန်လုပ်တယ်အဲ့ဒီကောင်တွေသေခံနီးရောက်တဲ့အခါဒီကောင်တွေသေတော့မယ်ဆိုတဲ့သေအမှုမှုဖြစ်နေတဲ့အချိန်တပည့်တော်ကပြောတယ်သွားပြီးတော့
မင်းတို့ကောင်တွေကအတော်ဆိုးတဲ့ကောင်တွေလူဆိုးတွေဒုစရိုက်သမားတွေဘာသာတရားတွေမှာဟောထားတာရှိတယ်ဒုစရိုက်လုပ်ငန်းလုပ်လို့ရှိရင်သိရင်အပင်ငရဲကြတယ်လို့ဟောထားတယ်မင်းတို့သိရင်အပင်ငရဲကြမှာသိကြတယ်မင်းတို့ကဒုစရိုက်သမားအဲ့တော့ငါပြောမယ်တဲ့မင်းတို့ငါမှားလိုက်ချင်မင်းတို့အပင်ငရဲကြရင်ငါစီကိုသတင်းပို့စမ်းပါကွာreport အစီရင်ခံစာတင်စမ်းပါလေငရဲကြသွားတယ်ဆိုတော့မင်းတို့ငါစီကိုသတင်းပို့လိုက်စမ်းပါတဲ့ခုခေတ်လို့ဆိုရင်တော့.com နဲ့ပို့ရင်ရမှာပေါ့နော်www တွေနဲ့ပို့ရင်အဲ့ဒီမှာသူတို့မှာပို့တယ်မှမရှိပဲအဲ့ခေတ်အဲ့တော့ပို့ပါလို့ဒီလိုမှားလိုက်တာတဲ့တပည့်တော်ကမှားလိုက်တယ်အဲ့ကောင်လေးသေသွားကြတယ်ဒီကနေ့အထိဘာသတင်းမှမရဘူးတဲ့ဘာသတင်းမှမရတပည့်တော်မှားတာတယောက်မဟုတ်ဘူးတဲ့အများကြီးမှားတာဒီကနေ့ထိအောင်ဘယ်သူကမှလာသတင်းမပို့ဘူးတဲ့အဲ့တော့တမန်တော်လောကမရှိဘူးသေပြတ်သွားတာဒီကောင်လေးပြန်မမွေးဘူးဆိုတာတပည့်တော်ယုံကြည်လက်တွေ့သမားသူကလည်းအဲ့လိုပြောတော့ရှင်ကုမာရကသဗ္ဗကဘာပြောတော့လဲတခါကြီးတဲ့ဥပမာတစ်ခုပြောပြမယ်တဲ့တခါကြီးစီသတင်းပို့ဖို့ဆိုတာဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူးတဲ့ကဲတခါကြီးနိုင်ငံမှာဘုရင်ကိုဆန့်ကျင်မဲ့လုပ်ပြီးတော့ရာဇဝပြစ်မှုတွေကိုကျူးလွန်တဲ့ရာဇဝသားတစ်ယောက်ပေါ်လာတဲ့အခါအဲ့ဒီရာဇဝသားကိုဖမ်းပြီးတော့ပို့တဲ့အခါအရှင်မင်းကြီးကစီရင်ချက်ချလိုက်တယ်ဒီကောင်ကိုခေါင်းဖြတ်ပြီးတော့အသေးသက်စေလို့ဆိုပြီးတော့အဲ့လိုစီရင်ချက်ချလိုက်တဲ့အခါသူတုတ်နှောင်ပြီးတော့တပ်ကွင်းကိုခေါ်သွားတယ်အဲ့ဒီရောက်တဲ့အခါကျတော့အဲ့ဒီလူကတက်ခန့်လေးကြမှာခဏဆိုင်ကြပါအောင်ကျွန်တော်အိမ်ပြန်ပြီးတော့သတင်းပို့ခြင်းလို့ငါဒီပြစ်မှုကြောင့်ပြန်ပြီးတော့ဒီသတင်းဒီပြစ်မှုကြောင့်ဒီလိုခံရတော့မယ်လို့ဆိုတာကိုတောင်းဆိုလို့ရှိရင်ခွင့်ပြုမလားတဲ့ဘယ်ခွင့်ပြုမလဲဗျာတဲ့ရာဇောသားဆိုဘယ်လိုလုပ်ပြီးတော့တောင်းဆိုလဲခွင့်ပြုသူ့အိမ်ကိုဘယ်လိုလုပ်ပြန်ခွင့်ပြုမလဲတဲ့မပြုဘူးတဲ့တော့ဘယ်ပြုမှာတော့တဲ့အဲ့ဒါတောင်မပြုဘူးဆိုလို့ရှိရင်အပင်ငရဲကျသွားလို့ရှိရင်ငရဲသားတွေကဘယ်လိုပြန်ပြီးတော့မင်းစီအစဉ်ခံစာတင်ဖို့လွတ်နိုင်မလဲတဲ့ဘယ်လွတ်မလဲအဲ့ဒါကိုလည်းစဉ်းစားကြည့်ပါအောင်ပေါ့ထည့်ပြီးတော့ဒါကြောင့်မို့လို့အယူအဆတွေမလွဲပါစေနဲ့တမန်တော်လောကဆိုတာရှိတယ်တခါတော့မင်းကြီးစီပြန်ပြီးတော့အစဉ်ခံစာဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့အစဉ်ခံဖို့ဆိုတာငရဲကြသွားမှဘယ်လိုလုပ်ခဏလူပြည်ပြန်မရစေဆိုလို့ဘယ်သူကခွင့်ပေးမှာတော့ဒါကခွင့်တောင်းလို့ရတာလိနဲ့လုံးလို့ရတဲ့ကိစ္စမှမဟုတ်ဖ ೇನೆ ပေါ့ခွင့်တင်လို့ရတဲ့ကိစ္စမှမဟုတ်တာဟုတ်နော်အဲ့ဒါကြောင့်မို့လို့ဒီအချက်ကလေးနဲ့တင်မဲ့တမန်တော်လောကမရှိဘူးလို့မငင်းပါနဲ့တဲ့ဆိုတော့သူကပြောပြန်တပည့်တော်စမ်းသပ်ထားတာတခုပြောမယ်တပည့်တော်မှာခိုင်လုံတဲ့အကြောင်းရှိတယ်တဲ့အရှင်ဘာတော့ဆိုတပည့်တော်ဆွေတွေမျိုးတွေမိတ်ဆွေတွေကအတော်အကျင့်ကောင်းတဲ့လူတွေရှိတယ်ကိုချင်းသီလလည်းကောင်းတယ်ဒါနကောင်းမှုတွေလည်းလုပ်တယ်သီလတွေလည်းစောင့်တည်ကြတယ်အဲ့ဒီလိုပုဂ္ဂိုလ်တွေပေကနီးရောက်တဲ့အခါကျတော့တပည့်တော်သွားမှားတယ်ဘာသာတရားဟောပြောချက်အရာဆိုရင်မင်းတို့ကလူတော်လူကောင်းတွေသူစရိုက်တွေလောက်ကြဒါကြောင့်မို့မင်းတို့သိရင်တော့နတ်ပြည်ရောက်မှသိကြနတ်ပြည်ရောက်ပြီကောင်းရသူတွေရောက်ပြီဆိုလို့ရှိရင်မင်းတို့ရောက်လို့ရှိရင်ရောက်တဲ့ဘဝကငါ့ကိုပြောကြတာမှာမင်းတို့မြင်ခဲ့ရင်ငါမြင်ရတယ်လို့ပဲငါမင်းတို့ပြောတာကိုယုံကြည်ပါမယ်လက်ခံပါမယ်တပည့်တော်မှားလိုက်တာတဲ့အထက်ထက်မှားလိုက်တာအဲ့ကောင်ဒီကနေ့အထိတရားအောင်မှလာပြီးတော့သူစီပြန်ပြောတာမရှိဘူးအဲ့ဒါကြောင့်မို့လို့တမလွန်ဘဝဆိုတာမရှိဘူးလို့တပည့်တော်ပြောတာဆိုတော့ရှင်ကုမာရကသဗ္ဗဒါလည်းပဲသိချာတဲ့အကြောင်းပြမဖြစ်နိုင်ဘူးတဲ့ကဲဆိုပါတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့နတ်ပြည်ရောက်သွားတဲ့လူတယောက်ဟာတဲ့လူပြည်ကိုဘယ်လိုလုပ်ပြန်လာခြင်းမလဲလူတွေရဲ့အနတ်ကဟိုးအထက်နတ်ကနတ်တွေကယူဇနာတရားလောက်ကလေးကလူတွေရဲ့အနတ်မခံနိုင်ဘူးတဲ့အနတ်ချင်းမတူဘူးလေအနတ်ချင်းမတူတော့လူရဲ့အနတ်ကအမှန်တမ်းပြင်းတယ်ဒါကြောင့်မို့လို့လူအနတ်မခံနိုင်ဘူးတဲ့ဒါကြောင့်မို့တိတ်မလာဘူး
ဗမာပြည်တော့ဒီတရားမင်းကတရားမှာခဏခဏဆင်းတယ်သူတော့မနန်လို့လားမသိဘူးနော်အဲ့ဒီမှာယူဇနာတရားလောက်ကလေးကသူတို့ဟာဒီအနတ်မခံနိုင်ဘူးတဲ့ဥပမာနဲ့တရားတော်မင်းကြီးဥပမာတစ်ခုပြောပြပါဆိုလူတယောက်ဟာမတော်တဆချော်ပြီးတော့မစင်တွင်းကြီးတဲ့ substance မစင်တွင်းကြီးတဲ့ကြာသွားတကူလုံးမြုပ်သွားသူ့ကိုကဲတင်ထားပြီးတော့အဲ့ဒီလူရဲ့တကူလုံးပေးရည်နေတဲ့မစင်တွေကိုပုံရေမိုးချိုးစွဲနေတဲ့အနတ်တွေပြောင်းအောင်နန္တာတွေပါလိမ့်ဝတ်စားဖီးလိမ့်ပြီးတော့အမတမမှု့ကြိုင်အောင်ပြင်းစင်အဝတ်စားတွေဝတ်ပေးပြီးတော့ပြတ်သက်ပေါ်တင်ပြီးတော့ချမ်းချမ်းသာသာထားတဲ့လူတယောက်ဟာကဲသူ့ကိုခေါ်ပြီးတော့မင်းဒီတွင်းနဲ့ခေါင်းတော်ကမင်းကိုဒီတွင်းကခေါ်လာတာပြန်ဆင်းပါလို့ဆိုရင်ဆင်းမလားတဲ့ဘယ်ဆင်းမှာတော့အဲ့ဒီတိုင်းပဲနတ်ပြည်ရောက်သွားတဲ့လူကလူပြည်ပြန်လာဖို့ဆိုတာအမတမခရဲပါတယ်တဲ့ဘလောက်မှားမှလာပြောမှမဟုတ်ပါဘူးတဲ့ဒီလိုဆိုအဲ့ဒါကြောင့်မလို့တင်တကာတော်မင်းကြီးပြောတဲ့ဟာကတကယ်ဒီခိုင်မာတဲ့အထောက်ထားတစ်ခုမဖြစ်နိုင်ပါဘူးဒီလိုပြောလိုက်နော်ခိုင်မာတဲ့တခါနောက်တစ်ခုသူကပြောတယ်ဒါရုံကဘူးတဲ့ကဲကိုယ်တိုင်မလာနိုင်ဘူးဆိုလို့ရှိရင်တမန်လေးပါလေလွတ်ဖို့ကောင်းတာပေါ့တဲ့ကဲတော့ပြောလိုက်စမ်းပါဒီရောက်နေတယ်ဆိုတော့ပြောတယ်ပါဠိပြင်ကြီးကိုတော့လျှောက်စမ်းပါဆိုပါတော့ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့တာဝရိန္ဒနတ်ပြည်ရှိတယ်ဆိုရင်နတ်ပြည်ရောက်ပြီးတော့ပြောစမ်းပါလို့ဒီလိုတမန်လွတ်ပြီးတော့ပြောခိုင်းတဲ့ပုဂ္ဂိုလ်လည်းမရှိဘူးတဲ့အဲ့တော့ဒါတွေဟာယုံကြည်စရာမရှိဘူးတမန်တော်ဘဝရှိတယ်ဆိုတာယုံကြည်စရာမရှိဘူးဒီကိစ္စနဲ့ပတ်သက်ပြီးရှင်ကုမာရကသမရှင်းပြမဟုတ်ဘူးတဲ့ဒါလည်းအထောက်ထားမဖြစ်ဘူးတဲ့တာဝရိန္ဒနတ်ပြည်ဆိုတာဟာတဲ့တာဝရိန္ဒနတ်တည်းရဲ့သက်တမ်းဟာလူသက်တမ်းနဲ့အမတမကွာခြားတယ်လူပြည်မှာအနှစ်တရာဆိုရင်တာဝရိန္ဒနတ်ပြည်မှာတရက်ပဲရှိသေးတယ်လူတွေနဲ့အရေးအတွက်နဲ့တွက်လိုက်မယ်ဆိုလို့ရှိရင်3ဂရေ6တန်းသက်တမ်းရှိတယ်ပေါ့အနှစ်ပေါင်း3ဂရေ6အဲ့တော့နတ်ပြည်ရောက်လို့တမန်လွတ်မလို့ကဲဒီကနေ့တော့မအားသေးဘူးနေ့ပြန်ကမှလွတ်မယ်ဆိုပါရတိဘုရင်ကြီးပဲရှိတော့မှာတော့သက်တမ်းကြီးဟာအမှန်တမ်းကွာခြားတယ်အဲ့တော့နတ်ပြည်ကသက်တမ်းရှိတယ်ဆိုတာလည်းပဲတကယ်တော့ဒါယုံစရာတစ်ခုပဲဘာဖြစ်လို့တော့ဆိုတော့အာကာသသူရဲကောင်းလုပ်တဲ့ပုဂ္ဂိုလ်တွေကောင်းကင်ရောက်တဲ့အခါကျတော့နေ့ရက်တွေပိုးရှည်တယ်လို့သူတို့ပြောကြနော်အဲ့တော့တာဝရိန္ဒနတ်ပြည်ဆိုတာပို့ပြီးတော့သက်တမ်းရှိတယ်လူပြည်မှာအနှစ်တရာမှာသူ့မှာတရက်ပဲရှိသေးတယ်ဆိုတော့တရက်လောက်သုံးမို့တဏှာကြီးလောက်ဆိုင်လိုက်တာနဲ့ဒီကလူတွေကမရှိတော့ဘူးဖြစ်ကုန်အဲ့တော့တမန်လွတ်ချင်လို့လွတ်လိုက်လဲလွဲချော်နေမှာပဲတဲ့ဘယ်တော့မှပြန်ပြီးတော့အစဉ်ခံစားရလာမှာမဟုတ်ဘူးလို့ဒါကြောင့်မို့လို့ဒါဟာလည်းပဲယုံလောက်တဲ့အချက်မဟုတ်ပါဘူးလို့ပြောနော်ကဲအဲ့တော့ပါဠိပြည်ကြီးကမပြောလို့ဆိုအရှင်ဘုရားကိုဘယ်သူကပြောလဲတဲ့တာဝရိန္ဒနတ်ပြည်ရှိတယ်ဆိုတာဘယ်သူကပြောလဲနောက်တာဝရိန္ဒနတ်တွေဟာအဲ့ဒါလောက်အသက်ရှိတယ်ဆိုတာကိုရောအရှင်ဘုရားဘယ်လိုလုပ်သိတယ်လဲဆိုတော့ရှင်ကုမာရကသမကဘာပြောတော့ဆိုတခါကြီးတဲ့တာဝရိန္ဒနတ်ပြည်ရှိတယ်တာဝရိန္ဒနတ်တွေတက်တန်းရှိတယ်ဆိုတာသိနိုင်တဲ့နည်းရှိတယ်ပေါ့ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့အခုလိုမျက်စိနဲ့ကြည့်ပြီးပြောလို့ရတာမဟုတ်ဘူးတဲ့ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့တမာတိစွမ်းအားနဲ့ကြည့်မယ်ဆိုလို့ရှိရင်သိတယ်တခါကြီးကမျက်စိနဲ့မမြင်ရလို့မယုံဘူးဆိုလို့ရှိရင်ဘာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်ဝမ်းတွင်းကလေးကမျက်စိမမြင်တဲ့လူတစ်ယောက်အဲ့ဒီလူတစ်ယောက်ကိုကာလာတွေအကြောင်းကိုပြောမယ်ဒါကအဖြူရောင်ဒါကအနီရောင်ဒါကအစိမ်းရောင်ဒါကအဝါရောင်ဒါကဘယ်လိုလှတယ်အမျိုးစုံအယောင်တွေကိုပြောပြလို့ရှိရင်သူကမဖြစ်နိုင်ပါဘူးဘ
ဘာလို့သူမြင်မှမမြင်ရတာဒါတွေရှိတယ်ဆိုတော့ तू မယုံဘူးမျက်စိဝမ်းတွင်းကမျက်စိကန်းနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာပြောပြော तू မမြင်ရလို့မယုံဘူးဆိုတာလို့သင်မင်းကြီးဟာလည်းပဲအဲ့ဒါမျိုးမျက်စိကန်းနေတဲ့သူဝမ်းတွင်းကန်းလို့ဖြစ်နေမှာပေါ့တဲ့ကိုမမြင်ရတာနဲ့မယုံဘူးလို့ပြောလို့ဘယ်လိုလုပ်ဖြစ်နိုင်မှာတော့လို့ဒီစကားကိုဒီလိုခြေပါတယ်ပေါ့နော်အဲ့တော့ဒီကိစ္စတွေကဒီလူတွေရဲ့ပဂတိမျက်စိနဲ့မမြင်နိုင်တဲ့အရာတွေကများစွာရှိတာကြည့်လေဒီတရားကိုပြောနေဗိုင်းရပ်စ်ပိုးတို့ဘာတို့ဆိုတာကိုကလူတွေရဲ့မျက်စိနဲ့မြင်ရတာမှမဟုတ်တာမိုက်ခရိုစကုပ်နဲ့ကြည့်တဲ့အခါကျတော့တွေ့အဲ့တော့မျက်စိနဲ့ပဂတိမျက်စိနဲ့မမြင်ရတာတွေကအများကြီးပဲလေရောမျက်စိနဲ့မြင်ရရဲ့လားသို့တော့မျက်စိနဲ့မမြင်ရလို့မရှိဘူးလို့ပြောလို့ပဲရမယ်လောကမှာကိုမမြင်ရတာတွေအများကြီးပဲရှိတယ်မမြင်ရပေမဲ့လို့ရှိနေတာတွေအများကြီးရှိတယ်ပေါ့ဒါကြောင့်မို့မြင်တယ်ဆိုတဲ့နေရာမှာသူစနစ်တကျပြုလုပ်ပြီးတော့ကြည့်မှမြင်ရတာတဲ့အဲ့ဒါလို့မြင်နိုင်တာကိုဤစနစ်အရာမလုပ်ဖဲနဲ့တမန်မျက်စိတစ်ခုနဲ့မမြင်ရတဲ့အတွက်ကြောင့်မရှိဘူးလို့ညင်းလို့ရှိရင်မျက်ကန်းညင်းတဲ့အညင်းမျိုးပဲဖြစ်မှာပေါ့လို့ဒီလိုပြောတဲ့အခါကျတော့သူကဘုရင်ကြီးကအရှင်ဘုရားဘယ်လိုပဲပြောတပည့်တော်လက်မခံနိုင်သေးဘူးတဲ့တမလွန်ဘဝရှိတယ်ဆိုတာတပည့်တော်လက်မခံဘူးတဲ့ဘာဖြစ်လို့လက်မခံတာတော့ဆိုတာတပည့်တော်စဉ်းစားမိတာတစ်ခုရှိတယ်တဲ့ကိုချင်းတီလာကောင်းတဲ့ပုဂ္ဂိုလ်တွေသူတော်စင်တွေရှိကြတယ်အဲသူတော်စင်တွေကိုအနာဂတ်အနေနဲ့ပြောမယ်ဆိုရင်ဒီကိုချင်းတီလာရှိတဲ့သူတော်စင်တွေဟာနောက်ဘဝဒီတဲ့ကောင်းတဲ့ဘဝရောက်မယ်ဆိုတာသိကြဥပမာဆိုတော့ဇံရထားရင်ဗြဟ္မပြေရောက်ဗြဟ္မပြေရောက်ရင်ကဘာချီပြီးတော့အသက်ရှိဟောဇံရထားတဲ့ပုဂ္ဂိုလ်ကိုချင်းတီလာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဇံမရဘူးဆိုရင်နတ်ပြေရောက်ဒါဝိနာနတ်ပြေဆိုလို့ရှိရင်ဗမ္မာမအသက်ရှိတယ်ရှာမာတုတ်တိတာနေမာနရတိဆိုတဲ့နတ်တွေပရဏိမိတဝတ္တဝတိဆိုတဲ့နတ်ပြေအဆင့်အဆင့်ပို့ပြီးတော့အသက်ရှိအဲ့တော့ချမ်းသာဒုက္ခလည်းပဲနတ်တွေရဲ့ချမ်းသာကလူတွေရဲ့ချမ်းသာတွေပို့ပြီးတော့ချမ်းသာတယ်ဒါတွေကိုသိထားအဲ့ဒီသိတဲ့ပုဂ္ဂိုလ်တွေဟာနောက်ဘဝကဒီတဲ့ကောင်းမယ်ဆိုတာသိရတဲ့နဲ့ဘာဖြစ်လို့ကိုယ့်ကိုယ်တတ်မသေးကြတာတော့နဲ့နောက်ဘဝဒီတဲ့ကောင်းတယ်ဆိုရင်အဲ့ဒီရောက်ဖို့အတွက်ကိုယ့်ကိုယ်တတ်သိမှာပေါ့တဲ့ဒါသူကတွေးတာနော်အဲ့ဒါလို့ရှင်ကုမာရကသဗ္ဗသူကနောက်ဘဝတကယ်လို့သူတို့ယုံကြည်တယ်လက်ခံတယ်တမလွန်ဘဝသူတို့အတွက်ကြီးတဲ့တာတဲ့ဘဝရှိတယ်ဆိုရင်သူတို့တတ်သိမှာပေါ့ကိုယ့်ကိုယ်စူးစိုက်လုပ်ပြီးတော့နောက်ဘဝသွားကြမှာပေါ့ဘာဖြစ်လို့ဒီဘဝမှာပေပေတီတီနေကြမလို့ပေါ့အဲ့လိုပြောတော့ရှင်ကုမာရကသဗ္ဗကဘာပြောတော့ဆိုတခါတော့မင်းကြီးတဲ့ဥပမာတစ်ခုနဲ့ပြောပြမယ်ပညာရှိဆိုတာမိုက်ယူရဲ့အလုပ်ကိုမလုပ်ဘူးတဲ့နော်မိုက်ယူရဲ့အလုပ်ကိုမလုပ်ဘူးဆိုပါတော့အမျိုးသမီးတစ်ယောက်အိမ်အောင်တစ်ခုမှာဒီအမျိုးသားတစ်ယောက်ကအမျိုးသမီးနှစ်ယောက်လက်ထပ်ထားတယောက်ကသားယောက်ျားလေးတယောက်မွေးဖွားပြီးတော့ဆုံးသွားနောက်ထပ်သားတစ်ယောက်နောက်ထပ်အမျိုးသမီးတစ်ယောက်ကကိုယ်ဝန်နဲ့ရှိအဲ့ဒီအချိန်လေးမှာအရှင်အမျိုးသားတိတ်ဆုံးသွားတဲ့အခါကျအမျိုးသမီးတယောက်ရဲ့သားလေးရဲ့အခုနောက်ဒုတိယအမျိုးသမီးနဲ့ဝမ်းထဲကကလေးဒါချင်ရတဲ့အဲ့တော့ဖခင်လှုပ်တဲ့ပုဂ္ဂိုလ်တည်သွားတဲ့အခါကျတော့ခုနကအရွယ်ကလေးရောက်ခါစားသားလေးကသူ့ရဲ့မိထွေးကိုလာပြောတယ်ကျုပ်ဖေပိုင်တဲ့ပစ္စည်းတွေခင်ဗျာပေးခင်ဗျာနဲ့မဆိုင်ဒါအိန္ဒိယထုံးစံအရာကသူကအိန္ဒိယထုံးစံအရာကမိသားစုတစ်ခုမှာယောက်ျားပဲပိုင်ဆိုင်ခွင့်ရှိနော်အဖေရှိရင်အဖေပိုင်တယ်အဖေကသားမွေးထားလို့ရှိရင်အဲသားပိုင်တယ်သမီးကပိုင်ခွင့်မရှိဘူးဒါအိန္ဒိယရဲ့ထုံးစံပေါ့နော်
သားလေးရပဲပိုင်အဲ့တော့ခုနကကိုဝန်ဆောင်နေတဲ့မိတွေကဘာပြောတုံးဆိုတော့နေအောင်နဲ့ငါပိုက်ထဲကကလေးကနော်ယောက်ျားလားမိန်းမလားမသိသေးဘူးအဲ့တော့ယောက်ျားဆိုလို့ရှိရင်50-50တဝက်စီရမှာပေါ့မင်းတဝက်သူတဝက်အမျိုးသမီးဆိုလို့ရှိရင်တော့အဲ့ဒါလေးပုံနှစ်ပုံတစ်ပုံတော့ရမှာပေါ့တဝက်မရတော့တစ်ခါရမှာပေါ့အဲ့ဒါကိုဆိုင်အောင်လို့ဆိုဟိုကောင်မဆိုင်ဘူးသူ့ဖေရဲ့အမွေချက်ချင်းခွဲပေးရမယ်အမွေတွေသူ့ကိုအပ်ရမယ်လို့ပြောတဲ့တကယ်တော့ဝမ်းထဲကကလေးလေးမွေးတဲ့အချိန်ထိအောင်ဒီမျိုးသမီးကဆိုင်တဲ့နဲ့မဆိုင်မဲနဲ့သူ့သားသူ့ဝမ်းတွင်းကကလေးဟာယောက်ျားလားမိန်းမလားယောက်ျားလေးဆိုလို့ရှိရင်အမွေတဝက်ရမှာသိချာမိန်းကလေးဆိုလို့ရှိရင်လည်းအဲ့ဒီတဝက်တည်းထပ်ပြီးတဝက်ရအဲ့ဒါကိုမျှော်ကိုးပြီးတော့သူ့ဘက်ကိုသူဓာတ်နဲ့ခွဲဖွင့်ပြီးတော့နော်အထက်ထဲကကလေးကိုကြည့်တယ်တဲ့ယောက်ျားလားမိန်းမလားအဲ့ဒါလို့ဆရာဝန်စီသွားခွဲတာမဟုတ်ဘူးသူကသူဘိုက်ထဲခွဲပလိုက်ပြီးတော့အမွေလိုချင်တဲ့ဇောနဲ့ဘိုက်ကိုဖွင့်လိုက်တာဖွင့်လိုက်တဲ့အခါကျတော့ကလေးလည်းသေသူလည်းသေအမွေလည်းမရအဲ့တော့မလိမ္မာလို့အမွေလည်းဆုံးရှုံးတယ်ပေါ့သားလည်းဆုံးရှုံးတယ်ကိုယ့်အသက်လည်းဆုံးရှုံးတယ်ခုနကသူတော်စင်တွေကအဲ့ဒီလိုမိုက်မဲတာမျိုးမဟုတ်ဘူးတဲ့သူတို့အချိန်တန်တော့ရမှာအချိန်မတန်ခင်အများရဲ့အကျိုးကိုဆောင်ရွက်ဖို့ဆိုပြီးတော့သူတို့အသက်ရှင်နေကြတာတဲ့ဘယ်သူကမိုက်မဲလုပ်ပြီးဘလောက်သေးချာဘဝတစ်ခုသေးချာနေတော့အသက်ရှင်နေတဲ့များကာလပတ်လုံးအများရဲ့အကျိုးကိုဆောင်ရွက်နိုင်တဲ့တန်ဖိုးရှိတဲ့ဘဝဘယ်သူကကိုယ့်ကိုတတ်သိမှလဲကွာဘယ်သူမှကိုယ့်ကိုတတ်မသိဘူးတန်ဖိုးရှိတဲ့အချိန်ကိုစောင့်ဆိုင်ရမှာပေါ့တဲ့မစောင့်ဆိုင်နဲ့လုံးလို့ရှိရင်ခုနကအမျိုးသမီးလူကလေးလည်းဆုံးကိုယ်လည်းအသက်ဆုံးအမွေလည်းဆုံးအကုန်လုံးဆုံးမသွားမှာပေါ့အဲ့ဒီဥပမာနဲ့ရှင်းပြဘယ်လိုလုပ်ပြီးတော့ပညာရှိသူတော်စင်တွေဟာကိုယ့်ကိုတတ်သိမလဲတဲ့မိုက်ရွေးရဲ့ဘယ်သူမှမလုပ်ဘူးဒါဟာအထောက်ထားမဖြစ်ပါဘူးတမလွန်ဘဝမရှိဘူးဆိုတာ ਨੇ ပတ်သက်ပြီးအထောက်ထားမဖြစ်ပါဘူးဆိုတော့သူကဘာပြောတော့ဆိုဟုတ်ပါပြီပြေးပြီးတော့ပြန်မွေးတယ်ဆိုတာ ਨੇ ပတ်သက်ပြီးတော့ကံတရားရှိတယ်ဆိုတာသူကမယုံဘူးတမလွန်ဘဝမရှိဘူးဘာဖြစ်လို့တော့ဆိုသူလူတွေကိုတည်တည်ချာချာစမ်းတတ်တယ်အသက်ထွက်တာကိုသူစောင့်ကြည့်ဘူးလေအသက်ဘယ်လိုထွက်တာတော့ဆိုတာစောင့်ကြည့်အဲ့တော့ပါဠိဘုရင်ကြီးကပြောတယ်အရှင်ဘုရားတဲ့တပည့်တော်နိုင်ငံမှာရာဇဝပြစ်မှုကျူးလွန်တဲ့ပုဂ္ဂိုလ်သေတံချအဲ့ဒီသေတံချတဲ့ပုဂ္ဂိုလ်သူက research အတွက်အသုံးပြုမှာပေါ့လက်တွေ့ဒီပုဂ္ဂိုလ်ဘာအသုံးချတော့လို့ဆိုသူ့ရဲ့သုတေသနလုပ်ငန်းပေါ်တမလွန်ဘဝရှိမရှိဆိုတာကိုသူကသုတေသနလုပ်တာဘယ်လိုသုတေသနလုပ်တုံးဆိုလို့ရှိရင်အဲ့ဒီတတ်မိန်ကြတဲ့ပုဂ္ဂိုလ်အထက်ထဲဝင်နိုင်လောက်အောင်မြေအိုးကြီးတစ်ခုလုပ်ပြီးတဲ့အခါအဲ့ဒီလူကိုအဲ့ဒီအိုးတဲ့ထက်အလုံးပိတ်ပြီးတော့မိဖို့ပေါ်တင်ပြီးတော့တတ်ခိုင်းသေလောက်ပြီဆိုတဲ့အခါကျတော့ဖြည်းဖြည်းလေးအိုးဖုံးလေးကိုဖွင့်ရတယ်ဒီမှာအသက်ကလေးထွက်သွားလို့ရှိရင်ဖမ်းလိုက်မှာပေါ့နော်အဲ့တော့အဲ့ဒီအိုးကိုဖွင့်တယ်ဘာမှအသက်ထွက်တာမတွေ့ရဘူးတဲ့အဲ့ဒါကြောင့်မို့လို့တမလွန်ဘဝရှိတယ်ဆိုတာလည်းမဖြစ်နိုင်ဘူးနောက်ဘဝပြန်မွေးတယ်ဆိုတော့လည်းမဖြစ်နိုင်ဘူးသူကဒီလိုပြောပြန်အဲ့လိုပြောတော့တည်တဲ့ပုဂ္ဂိုလ်ရဲ့အသက်ထွက်သွားတာသူမတွေ့ရဘူးဆိုတော့ရှင်ကုမာရကသမာဥပမာဒီလိုဆိုရင်တခါတော့မင်းကြီးရှင်းပြမယ်တည်တဲ့ပုဂ္ဂိုလ်မပြောနဲ့တဲ့သင်မင်းကြီးရောတစ်ခါကြတော့နေ့အခါမှာအိတ်တဲ့အခါမှာလှပတဲ့အိမ်မက်ကလေးတွေမမက်ဘူးလားတဲ့ဆိုပါစို့နေ့အခါမှာအိတ်တဲ့အခါမှာပျော်စရာကောင်းတဲ့ဥယျာဉ်လေးလျှောက်ပြီးတော့လဲရတယ်လို့အိမ်မက်တယ်နော်အဲ့ဒါလို့ဘယင်းဆိုတာအိတ်နေပြီဆိုရင်သူ့နားမှာအဆောင်လျှောက်တွေကရှိနေတာအဲ့တော့ရှင်မင်းကြီးအိတ်နေတဲ့အချိန်လေးမှာတဲ့အိမ်မက်လှလေးတွေမက်တဲ့အခါကျတော့
အိမ်မက်ထဲမှာရှောက်သွားနေတယ်အဲ့ဒါလို့အိမ်မက်ထဲကိုရှောက်သွားပြီးတော့နေတဲ့အချိန်မှာခုနကစောင့်နေတဲ့လူကရှင်မင်းကြီးအိမ်မက်ထဲမှာရှောက်သွားနေတာရှင်မင်းကြီးရဲ့ခန္ဓာကိုယ်ကနေပြီးတော့ဇီဝဆိုတာထွက်ပြီးတော့အိမ်မက်ထဲမှာရှောက်သွားတာကိုသူတို့တွေ့သလားတဲ့ဒီနေရာမှာရှင်ကုမာရကတ္တဗကလည်းဇီဝဆိုတဲ့စကားလုံးကိုသုံးထားတယ်နော်ဒါတော်တော်ထူးဆန်းတယ်လို့ဘုန်းကြီးစဉ်းစားမိတယ်ဘာဖြစ်လို့လဲဆိုရင်ဘုရားဘာသာမှာဇီဝဆိုတဲ့စကားလုံးသုံးတာမရှိဘူးဒီနေရာမှာသူနားလည်အောင်လို့သုံးလိုက်တဲ့အသုံးလည်းဖြစ်နေသဘောမှာတော့စိတ်ဟာထွက်ပြီးတော့အာယုံယူနေတာကိုမတွေ့တဲ့အကြောင်းဆိုလိုတာပေါ့နော်အိမ်မက်မက်နေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာဒီအရက်ပြောမယ်ဆိုလို့ရှိရင်အပြင်အာယုန်တွေပေါ်ရောက်ပြီးတော့ခန္ဓာကိုယ်ကြီးကတော့အိတ်နေရတယ်စိတ်ကအပြင်ထွက်ပြီးတော့လဲနေတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုဆိုလိုတဲ့သဘောမျိုးဒါရှင်ကုမာရကတ္တဗကတော့အဲ့လိုဆိုလိုတာမဟုတ်ဘူးသို့တော့အများကအဲ့လိုယုံကြည်မှုလေးတွေရှိတယ်အဲ့ဒါကြောင့်မို့လို့တည်တဲ့အခါမှာဇီဝထွက်သွားတာမမြင်ရတာအသာထားတဲ့အသက်ရှင်နေတော့အိမ်မက်မက်ပြီးတော့ကောင်းတဲ့အိမ်မက်တွေကိုစိတ်ရောက်နေတာတောင်မှပဲဘေးကနေပြီးတော့စောင့်ကြည့်နေတဲ့ပုဂ္ဂိုလ်တွေကမမြင်ရဘူးမဟုတ်လားဆိုပြီးတော့အဲ့ဒီဥပမာနဲ့ရှင်းပြဒါဟာအထောက်ထားမဖြစ်နိုင်ပါဘူးပေါ့တေမထွက်တာရှားရတာမှမဟုတ်ပဲလို့ဟောအိမ်မက်နဲ့ဥပမာပေးပြီးတော့ဒီလိုရှင်းနောက်တစ်ခါသူကအရှင်ဘုရားဘာပြောတပည့်တော်ကစမ်းသပ်ထားတာတစ်ခုရှိသေးတယ်ဓမ္မလုံးဘောကမရှိဘူးဆိုတာတပည့်တော်စမ်းသပ်ထားတာပြောသမောင်းဘယ်လိုစမ်းသပ်တုံးတပည့်တော်စီမှာသေထံအပြစ်ကြတဲ့လူတယောက်ကိုတပည့်တော်မတတ်ခင်ကတ္တာပေါ်တင်ပြီးတော့ချိန်လိုက်တယ်ဒီကောင်ကိုလေးချိန်ဘယ်လောက်ရှိတယ်ချိန်ထားတာချိန်ပြီးတဲ့အခါကျနှာခေါင်းကလေးတွေပါမထွက်နိုင်အောင်ပိတ်ပြီးတော့အဲ့ဒီကောင်တတ်တယ်။တစ်ဆက်တွေပါအကုန်ပိတ်ပြီးတော့တတ်လိုက်။တည်သွားပြီဆိုတဲ့အခါမှာချိန်လိုက်။အဲ့တော့မတည်ခင်ကချိန်ထားတာကပေါ့နေပြီးတော့တည်သွားတဲ့အခါကျတော့အလေးချိန်ကတိုးသွားတယ်တဲ့။ဟုတ်သလားမဟုတ်လား။နော်လူအရှင်နဲ့လူအသေးတည်ရင်ပေါင်ချိန်တိုးတယ်တဲ့အဲ့ဒါဟုတ်မဟုတ်စမ်းသပ်ကြည့်ကြပေါ့နော်။အဲ့ဒီမှာချိန်ကြည့်လိုက်တဲ့အခါကျတော့အသက်ရှင်တုန်းကတည်းပို့ပြီးတော့လေးတယ်ဒါသူ့အကောင်ကြီးကိုမရတာလူအရှင်ကိုမရတာကပေါ့တယ်လူအသေးကိုမရတာအမှန်တမ်းလေးတယ်ဟောအဲ့ဒါကိုတွေ့ရသည့်အတွက်ကြောင့်တကယ်ကတော့တမလွန်လောကရှိပြီးတော့သူကအသက်ထွက်ပြီးတမလွန်လောကမှာဖြစ်မယ်ဆိုလို့ရှိရင်တဲ့အသက်ကထွက်သွားပြီးသေတုံးမသေးခင်ကအသက်ရှိတော့ပိုလေးရမယ်တဲ့အဲ့တော့အသက်ရှိတဲ့အချိန်ပိုမလေးပဲနဲ့သေတဲ့အခါကျမှပိုလေးတယ်ဆိုတော့ဘာမှထွက်သွားတာမရှိဘူးပေါ့ပိုလေးလာတယ်ဆိုတော့ဒါတွေကိုထောက်ထားလို့ရှိရင်တမလွန်လောကဆိုတာမရှိဘူးလို့သူကဒီလိုပြောပြန်အဲ့တော့ရှင်ကုမာရကတ္တဗကဘာနဲ့ဥပမာပေးပြီးတော့ရှင်းတယ်လို့ဆိုဒါကဒီလိုရှိတယ်တဲ့လူတွေဟာမသေးခင်နဲ့သေတဲ့အချိန်မသေးခင်ကပေါ်ပါပြီးတော့အသက်မထွက်ခင်ပေါ်ပါရှိအသက်ထက်သားတဲ့ dead body ပေါ့လူတွေရဲ့ခန္ဓာကိုယ်ကပိုလေးဥပမာမယ်တဲ့တန်တုံးနှစ်တုံးတတုံးကမိမဖုတ်ဘူးဒီတိုင်းအေးနေတဲ့တန်တုံးနောက်တတုံးကတော့မိရဲနေအောင်ဖုတ်တာအဲ့ဒီတန်တုံးနှစ်တုံးကိုချိန်ကြည့်လိုက်လို့ရှိရင်တဲ့မိရဲနေတဲ့တန်တုံးကပေါ့တယ်ဟောအေးနေတဲ့တန်တုံးကလေးတယ်တဲ့လူမှလည်းပဲဒီတိုင်းပဲတဲ့အသက်ရှိနေတဲ့လူသားတစ်ယောက်ဟာအာယုတဲ့ဥတ္တမတဲ့ဝိညာဏအသက်ရဲ့အငွေ့ရဲ့အသိစိတ်ရဲ့အဲ့ဒါတွေရှိနေသည့်အတွက်ကြောင့်ဒီလူရဲ့ခန္ဓာကိုယ်ပေါ့တက်ထရှားရှိတဲ့ပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ်ပေါ့တယ်ပျော့ပြောင်းတယ်နော်မာကြောတာမရှိဘူးလှုပ်လို့ရတယ်ချိုးလို့ရတယ်ဖဲလို့ရသေသွားလို့ရှိရင်မာတောင့်ပြီးတော့ပိုလေးသွားတယ်အဲ့တော့တန်တုံးမှလည်းပဲခုနကမိဘူးလှုပ်ထားတဲ့တန်တုံးကြတော့တဲ့အပူတေဇောဓာတ်ကြောင့်မို့လို့ဝါယောဓာတ်တို့တေဇောဓာတ်တို့ကြောင့်သူကအလေးချိန်ပေါ့လာဒီလိုဆိုလို့တော့လူမှလည်းပဲအသက်ထင်ရှားရှိနေသည့်အတွက်ကြောင့်
အာယုတဲ့အသက်ဆိုတာရဲ့ဥတ္တမအပူငွေ့ဆိုတာရဲ့ဝိညာဏအတိဆိုတာရဲ့အဲ့ဒီသုံးခုရှိနေသည့်အတွက်ကြောင့်လူရဲ့ခန္ဓာကိုယ်ဟာတက်ရှိထင်ရှားရှိတဲ့အချိန်မှာပေါ့တယ်ပြေးသွားတဲ့အခါအဲ့ဒါတွေမရှိသည့်အတွက်ကြောင့်ပို့လေးတယ်ဒါပေါ့ခြင်းလေးခြင်းအကြောင်းကိုရှင်ကုမာရကတ္တဗကမိဖုတ်ထားတဲ့တန်တုံးနဲ့ဥပမာပြုပြီးတော့ပြောအဲ့ဒါဟာလည်းပဲဒါအထောက်ထားတစ်ခုအနေနဲ့မဖြစ်နိုင်ပါဘူးတမလွန်ဘဝမရှိဘူးဆိုတာပြောလို့မရပါဘူးလို့ဒီလိုပြောဒါနဲ့မကဘူးသူတိတိတနာကတော်တော်ဆိုးတယ်တတ်မိန်ကြတဲ့လူတွေခဏခဏအစမ်းသတ်ခံရတယ်သူ့နိုင်ငံမှာရာဇဝတ်ပြစ်မှုတွေကျူးလွန်တဲ့ပုဂ္ဂိုလ်တိုင်းကိုသူကမလုပ်လဲဆိုတော့အသက်ထွက်တာကိုစောင့်ကြည့်လို့အသားမှာအရည်တွေခန္ဓာကိုယ်ရဲ့အင်္ဂါရက်တွေကိုတခုမှမထိခိုက်စေပဲနဲ့လူကိုတတ်တေအောင်တတ်ပြီးတဲ့အခါကျတော့သူကမှောက်ထားလိုက်ဟိုလိုလုံးလိုက်ဒီလိုလုံးလိုက်ဘယ်လိုထားအသက်ဟာထွက်သွားတာဆိုတော့သူကမမြင်လိုက်ရဒါကြောင့်မို့လို့ဒီလူဟာအသက်ထွက်သွားပြီးတော့တမလွန်ဘဝရောက်သွားတယ်ဆိုတာဒါမဖြစ်နိုင်တမလွန်ဘဝဆိုတာမရှိဘူးကံလည်းမရှိဘူးဒီလိုညင်းပယ်အကြောင်းအဲ့ဒီနေရာမှာရှင်ကုမာရကတ္တဗကဘာဥပမာနဲ့ပြောတော့ဆိုလို့ရှိရင်တင်မင်းကြီးကအသက်တို့တမလွန်ဘဝတို့ရှာတဲ့ဤစနစ်ကလွဲမှားနေတယ်တဲ့ဘယ်လိုလွဲမှားနေတော့ဆိုလို့ရှိရင်ခယူသိမ်းမှုတ်တဲ့လူတယောက်ဟာဥပမာမဲ့ခယူသိမ်းမှုတ်တဲ့လူတယောက်ဟာတောနယ်အစွန်အဖျားဂျောင်ကြတဲ့စီကိုသူကခယူသိမ်းယူသွားပြီးတော့သာသာရသူကမှုတ်လိုက်တယ်မှုတ်ပြီးတဲ့အခါကျတော့ခယူသိမ်းကိုမြေကြီးပေါ်ချပြီးတော့သူကအသာထိုင်ကြည့်နေလိုက်တရွာလုံးလူတွေရောက်လာလိုက်ကြတာဟာထူးဆန်းတဲ့အတန်ကြားရတယ်ထူးဆန်းတဲ့အတန်ကြားအလွန်ကောင်းတဲ့အတန်ဘယ်ကရောက်လာဆိုပြီးတော့ဝိုင်းအောင်ပြီးတော့ကြည့်တဲ့အခါဒီခယူသိမ်းကဒီအတန်ထွက်တယ်ဆိုတော့လူတွေကခယူသိမ်းကိုဟိုလိုကြည့်လိုက်ကြဒီလိုကြည့်လိုက်ကြလှန်ကြည့်လိုက်ကြလော့ကြည့်လိုက်ကြဘလို့ကြည့်ကြည့်ခယူသိမ်းတွေကဒုံနဲ့ခောက်ကြည့်သူတို့လိုချင်တဲ့အတန်မထွက်ဘူးနော်ခယူသိမ်းကိုဒုံနဲ့ခောက်လက်နဲ့ခောက်ဘလို့ခောက်ခယူသိမ်းကအတန်မထွက်လာအဲ့ဒီမှာခေါနကခယူသိမ်းယူလာတဲ့လူကမင်းတို့မသိနားမလဲတဲ့လူတွေခယူသိမ်းတဲ့ကအတန်ဆိုတာဒီလိုရှာရတာမဟုတ်ဘူးကွာလို့ဆိုပြီးတော့မှုတ်ပြလိုက်တယ်အဲ့ဒီကြတော့မှသူတို့လိုချင်တဲ့အတန်တွေတအံတော်ထွက်လာတယ်ပေါ့ခယူသိမ်းကအတန်ဆိုတာဒီလိုလောက်ရတယ်စနစ်ကြမှအတန်ဆိုတာထွက်တယ်တဲ့အဲ့ဒီကြတော့နားလည်သွားကြတယ်ဩခယူသိမ်းကအတန်ဆိုတာမှုတ်တဲ့လူရဲ့မှုတ်တဲ့လေးရဲ့ဒါတွေပေါင်းစပ်မှထွက်လာတာပါလားလို့ဆိုတာသူသဘောပေါက်နားလည်သွားကြတယ်အဲ့ဒါမျိုးလိုပဲလူတွေကောင်အသက်ထွက်တာကိုလိုက်ရှာလို့ဘယ်လိုလုပ်ပြီးတော့စနစ်တကျမဟုတ်ဘဲနဲ့ရှာလို့ရှင်ဘယ်လိုမှမတွေ့နိုင်ဘူးလို့ရှင်ကုမာရကတ္တဗကရှင်းပြတယ်အဲ့ဒီမှာသူကမကျေနပ်သေးဘူးမကျေနပ်တော့ဒါကိုပဲထပ်ပြောတယ်အသက်ထွက်တာတွေသူမမြင်ရလို့သူမယုံဘူးဆိုတာဘယ်ရာပဲဖြစ်ဖြစ်ရှားတယ်ဆိုတာတမလွန်လောကကိုမြင်နိုင်တယ်ဆိုတာဟာဒိဗ္ဗစက္ခုအပိဉ္စတို့အသိဉာဏ်တွေရမှမြင်လို့ရတယ်ပေါ့အဲ့ဒါလို့မဟုတ်ဘဲနဲ့စနစ်တကျမလောက်တတ်ဘူးဆိုလို့ရှိရင်ဘယ်လိုမှမရအဲ့ဒီမှာမိပူဇော်တဲ့ယသိရဲ့အသိဉာဏ်မရှိတဲ့သားကလေးတယောက်ရဲ့အကြောင်းသူ့ဖေကခရီးသွားတော့မှားထားခဲ့တာငါသားမိမငြိမ့်စေနဲ့မိငြိမ့်လို့ရှင်ဟောဒီရှေးတုန်းကမိဖြစ်အောင်လုပ်တာတစ်သားထုတ်နှစ်ချောင်းကိုပုခုံပုကြည်လို့ခေါ်တယ်တစ်သားထုတ်နှစ်ချောင်းကိုပွတ်တဲ့အခါမှာမိဖြစ်တယ်အဲ့ဒီမှာမှားထားရတဲ့နဲ့ကလေးဆိုတော့အပျော်ပါမမောပြီးတော့နေတော့မိငြိမ့်သွားမိရအောင်ဆိုပြီးတော့သူကမလုတ်တတ်တော့ဘာလုပ်တော့ဆိုအဲ့ဒီအသားကိုခွဲစိတ်အမျိုးစုံမုံညံ့ညက်လှုပ်လေမိကရှာမတွေ့ဘူးထွက်မရသူ့ဖေပြန်လာတဲ့အခါကျတော့မင်းမဲလိုက်တာမိဆိုတာဒီလိုလုပ်ရတာမဟုတ်ဘူးဆိုပြီးတော့အသားချောင်းနှစ်ချောင်းယူပြီးတော့ပုတ်ပြပြီးတော့မိရတဲ့နီးစနစ်အတိုင်းလုံးဝမိဆိုတာရအခုလည်းပဲသင်္မင်းကြီးဟာဒီတမလွန်လောကကိုတွေ့နိုင်တဲ့နီးစနစ်ကိုမလုပ်ဖဲနဲ့ဒီအယူကိုဆွဲနေလို့ဘယ်တော့မှတမလွန်လောကဆိုတာတွေ့မှာမဟုတ်ဘူးဒါကြောင့်မလို့ဒီမှားယွင်းတဲ့အယူကိုစွန့်မှာလို့ပြောတဲ့အခါကျအဲ့ဒီကြတော့
ပါဠိပင်ကြီးကဘာပြောတော့ဒီအယူသူယူလာတာကြာလာပြီတဲ့ဒီနတ္ထိကဝါဒတမလွန်လောကဆိုတာ तू မယုံဘူးကံဆိုတာမယုံဘူးသေပြီးပြန်ဖြစ်တယ်ဆိုတာမယုံဘူးဒီလိုဒီအယူဆွဲရှိတယ်ဆိုတာကောသလမင်းကြီးကလည်းသူ့ကိုသိတယ်တဲ့အသိမှပြုထားတယ်အဲ့တော့သူ့အယူဝါဒကိုမစွန့်နိုင်ပါဘူးလို့ခေါင်းမာမာနဲ့ညင်းတာစွန့်နိုင်ဘူးတဲ့သူ့ကိုလူတိုင်းသိတယ်အဲ့တော့မစွန့်နိုင်ဘူးလို့ဆိုတဲ့အခါကျတော့ရှင်ကုမာရကတ္တဗကသူ့ကိုဥပမာတွေနဲ့ရှင်းပြမစွန့်နိုင်လို့ရှိရင်ဒီဒုက္ခရောက်မှာပေါ့တဲ့ဒုက္ခရောက်မှာပေါ့ဥပမာမဲ့ဘာနဲ့တူတော့ဆိုလို့ရှိရင်မစင်ထမ်းလာတဲ့လူတယောက်ဟာရွာပြင်ထွက်ရင်ကနေပြီးလဲလက်ရင်ဘာတွေ့တုံးဆိုလူတွေစွန့်ထားတဲ့မစင်တွေ6နေတာမစင်ပုံကြီးကိုတွေ့တဲ့အခါကျတော့ဟာအိမ်ပြန်ရင်တော့ဝက်စာအတွက်အသုံးကြတာပဲလို့ဆိုပြီးတော့အဲ့ဒီမစင်တွေကိုအဝတ်ထဲထည့်ထုတ်ပြီးတော့ခေါင်းပေါ်ရွက်လာခဲ့တာလေလမ်းကြတော့မိုးရွာတဲ့အခါကျတော့မိုးဆူပြီးတော့မစင်တွေကဣပြီးတကိုယ်လုံးရွှဲအဲ့ဒီအချိန်မှာလူတွေကနေပြီးတော့နှာခေါင်းပိတ်နမ်းကြဟာဒီလူကဘယ်နဲ့မစင်နေယူလာသလဲနဲ့တကိုယ်လုံးလည်းမစင်မင်းယူနေသလားလို့ဆိုသူကဘာပြောတော့မင်းတို့သာယူတာတဲ့ငါကဒါဝက်ကျွေးဖို့ယူလာတာငါအတွက်တော့အသုံးဝင်တယ်လို့ပြောတယ်အေးအဲ့ဒါလိုပဲမစွန့်နိုင်လို့ရှိရင်တော့ခုနကမစင်ရွက်လာတာတောင်မှပဲကိုယ့်ကိုဒီဘေးကလူတွေကဘလောက်ယွန်စရာကောင်းမှန်းပြောရတဲ့နဲ့ကိုယ်တိုင်ကမယွန်တယ်လို့ကိုယ့်ရဲ့ဝါရာဆိုးကြီးကိုမစွန့်ရင်အဲ့ဒါလိုဖြစ်မှာပေါ့လို့ဆိုတဲ့အခါမှာသူကနောက်ဆုံးကြတော့မစွန့်ဘူးမစွန့်တော့ရှင်ကုမာရကတ္တဗကနောက်ဆုံးဥပမာတစ်ခုနဲ့ဘာပြောတော့ဆိုလို့တငယ်ချင်း2ယောက်တဲ့ဥပမာရှင်မင်းကြီးနားထောင်ကြည့်တငယ်ချင်း2ယောက်သူတို့ကခီးထွက်သွားကြမြို့ကြီးတစ်မြို့စနဘုတ်တစ်ခုဟာပြောင်းရွှေ့ပြီးတော့သွားရွာရွှေ့သွားတော့အဲ့ဒီရွာပြက်ကုန်းမြို့ပြက်ကုန်းကြီးကိုသူတို့သွားကြဘာလေးညာလေးပစ္စည်းတွေဘာလေးများကြံမလားလို့ပေါ့သွားပြီးတော့ပစ္စည်းရှာကြမယ်ဆိုတငယ်ချင်း2ယောက်သွားကြတာပထမရွာတစ်ရွာရောက်သွားတယ်လူသူတယောက်မှမရှိဘူးရွာကိုစွန့်ပစ်သွားတယ်အဲ့ဒီရွာထဲမှာဘာတွေတွေ့တော့ဆိုတော့ပထမတွေ့တာပိုက်ဆံလျှော်တွေတွေ့ပိုက်ဆံလျှော်တွေတွေ့တော့ဟာဟန်ကြပြီဒီပိုက်ဆံလျှော်တွေတန်ဖိုးရှိတယ်ဆိုပြီးတော့သေးသေးချာချာထုတ်ပိုးပြီးတော့2ယောက်ပယ်သွားကြနောက်ရွာတစ်ရွာရောက်တဲ့အခါကျတော့ပိုက်ဆံလျှော်ကိုလှုပ်ထားတဲ့ခြီတွေတွေ့တယ်အဲ့ဒီခြီတွေ့တဲ့အခါကျတော့တကယ်ချင်း2ယောက်တယောက်ကပြောတယ်တကယ်ချင်းဒီပိုက်ဆံလျှော်ဆိုတာဒီပိုက်ဆံခြီမြင်ခြီတွေးလှုပ်ဖို့လှုပ်ထားတာပဲအဲ့တော့ပိုက်ဆံခြီတွေးမှတော့တို့ဒီလျှော်ဘာလို့မှတော့လျှော်ထားပြခဲ့မယ်ခြီပဲတည်သွားမယ်ဆိုတော့ဘုလူကဘာပြောဟာငါအဝေးကြီးကလေးယူလာတေချာလဲထုတ်ပိုးထားတာမထားနိုင်ဘူးငါတော့ဒါပဲယူမယ်ဆိုဟောသူကတော့ပိုက်ဆံလျှော်ပဲယူတယ်ဟိုလူကတော့ပိုက်ဆံလျှော်ဆိုတာခြီကပိုးတန်မိုးရှိတယ်ဆိုပြစ်ချခဲ့ပြီးခြီကိုထမ်းသွားအဲ့လိုနဲ့နောက်တစ်ခါပတ်စံလျှော်နဲ့ရက်ထားတဲ့အဝတ်တွေကိုတွေ့တဲ့အခါလည်းပဲဟာတို့ခြီတို့ဘာလို့ယူတယ်ဆိုတာလဲအဝတ်ရက်ဖို့ယူရတာအဝတ်တွေ့နေမှတော့မလိုတော့ဘူးတယောက်ကအဝတ်ကိုပဲထမ်းမယ်ဆိုတော့ဟိုတယောက်ကတော့မဟုတ်ငါအဝေးတဲ့ယူလာတာကြာရနာဒီမှာငါထုတ်ပိုးထားတာငါမစွန့်နိုင်ဘူးဆိုပြီးတော့အဲ့ဒါပဲယူသွားနောက်ဆုံးဘယ်ထိအောင်သွားတော့ဆိုရွှေတွေငွေတွေတွေ့သည်ထိအောင်ပဲသူကရွှေငွေနဲ့သူထမ်းလာတဲ့ပတ်စံလျှော်အဝေးကထမ်းလာတာသေချာချီပိုးထားတာဆိုရင်ဘာနဲ့မှမလဲဘူးအဲ့ဒါနဲ့ပဲထမ်းပြီးရွာပြန်တယ်ဟိုတယောက်ကတော့မဟုတ်ဘူးကောင်းတာတွေကိုလဲပြီးတော့ယူသွားတယ်အိမ်ပြန်ရောက်တဲ့အခါကျတော့ဟိုလူကပတ်စံလျှော်တုံးကြီးပဲအိမ်မှာပြန်လာတယ်ဟိုလူကတော့ရွှေတွေငွေတွေရလာဘယ်သူ့ကိုချီးမွမ်းခံရစဉ်းစားကြည့်ပေါ့နော်ရွှေယူလာတဲ့လူဟာချီးမွမ်းခံရပြီးတော့ဝမ်းမြောက်ဝမ်းသာသူ့ကိုချိုးဆိုကြတယ်ဟိုကောင်ကြတော့ငတုံးဆိုပြီးတော့ဝိုင်းပြီးရှုတ်ချကြတယ်ပေါ့အဲ့ဒါလိုပဲသင်မင်းကြီးဒီယူဝါဒတွေကိုမစွန့်ဘူးဆိုလို့ရှိရင်ဒါငတုံးဖြစ်လိမ့်မယ်လို့အဲ့ဒီကြတော့မှပါရသိဘုရင်ကြီးကလက်မြောက်လိုက်တယ်နော်အရှင်ဘုရားပြောတာတပည့်တော်လက်ခံပါပြီတဲ့အစရတဲ့ကတပည့်တော်လာတွေနေတွေဟာတမလွန်လောကဆိုတာနဲ့တပည့်တော်သဘောပေါက်သွားပါတယ်ပေါ့
ဒါပေမဲ့လို့အရှင်ဘုရားဘာတွေပြောမလဲဆိုတာနားထောင်နေတာနဲ့တပည့်တော်ကဆက်ပြီးတော့ပြောနေတာပါလို့အဲ့ဒီလိုပြောပြီးတော့ပါရတိဘုရင်ကြီးဟာနောက်ဆုံးမှာတမလွန်လောကမရှိဘူးကံတရားမရှိဘူးဆိုတဲ့အယူဆတစ်ခုကိုဖယ်ရှားပြစ်လိုက်ပါတယ်တဲ့ဖယ်ရှားပြစ်လိုက်ပြီးတော့ဘုရားဘာသာအဖြစ်ရှင်ကုမာရကတ္တဗထံကူးပြောင်းပြီးတော့သူဘာပြောတော့ဆိုတပည့်တော်အလှကြီးတန်းကြီးလှုပ်ချင်တယ်တဲ့အလှကြီးတန်းကြီးလှုပ်တာလှုပ်ပုံလုံလေးကိုတပည့်တော်ပြောပါလို့ဆိုတော့ရှင်ကုမာရကတ္တဗသူ့ကို